အနတ္တဖြစ်ပုံကအကြောင်းလေးမျိုးရှိတယ်အကြောင်းလေးမျိုးကဘာတော့တစ်ခုကတုံညာတဲ့ကိုထင်တဲ့အရာဟာ empty ပဲဘာမှမဟုတ်အကောင့်ထဲပေါ်လို့မရကိုထင်တဲ့ဟာလိုက်ရှာလိုက်ရင်ပြောင်းနေရှာလို့မတွေ့ဘူးလူရှာတယ်လူမတွေ့ဘူးဘာတွေတွေ့တော့ခေါင်းတွေ့တယ်လက်တွေ့တယ်ခြေတော့တွေ့တယ်ဒါတွေတော့တွေ့ဒါတွေကသူ့နာမည်နဲ့သူပဲအဲ့ဒါကိုပြောတာတုံညာဆိုကိုထင်တဲ့ဟာကိုပြောထားတဲ့စကားရှာလို့မရတော့အဲ့ဒီတုံညာရှုတော်ကကြည့်ပြီးတော့လည်းပဲအနတ္တလို့ပြောတာတဲ့အတ္တဆိုတာဘယ်မှရှာလို့မရဘူးနောက်တစ်ခုကဘာတော့ဆိုအတ္တမိကပိုင်ရှင်မရှိဘူးကိုကတော့ကိုပိုင်တယ်လို့ထင်နေတာမပိုင်ဘူးလေကိုမပိုင်လို့ကိုအုပ်ချုပ်လို့မှမရကိုခန္ဓာကိုအုပ်ချုပ်လို့မရဘူးသူဖြစ်ချင်တာဖြစ်သွားတာပဲဘာမှကိုပိုင်ဆိုတာမရဘူးဒါပေမဲ့လူတွေကတော့ကိုပိုင်တယ်လို့ထင်နေကြတယ်သူတဘာဝအစဉ်ပြေနေသည်အစဉ်ပြေနေတာပဲနော်ကိုပိုင်တာတစ်ခုမှမရှိဘူးအဲ့တော့အတ္တမိကပိုင်ရှင်မဲ့နေတယ်ပိုင်ရှင်မဲ့နေတဲ့ခန္ဓာကသူ့အကြောင်းနဲ့သူကသူဖြစ်ချင်ဖြစ်နေတာအဲ့ဒါကြောင့်မို့လို့အနတ္တတဲ့နောက်တစ်ခုကတော့ဘာလို့ဆိုအနိစ္စရာကိုမအုပ်ချုပ်နိုင်အစိုးရမဟုတ်ကိုအစိုးမရဘူးသူဟုတ်တယ်သူဖြစ်ချင်တာဖြစ်တာပဲလေရှုခန္ဓာကိုအစိုးရတယ်ဆိုရင်မင်းဒီရွယ်လေးပဲနေမကြီးနဲ့နော်ဒီပုံစံလေးပဲနေရမယ်လုပ်ချင်လို့မရဘူးအလုံးကိုအုပ်ချုပ်ထားနိုင်တဲ့မရှိဘူးဒါကြောင့်မလို့အစိုးရတဲ့ဟာမရှိသည့်အတွက်ကြောင့်အနတ္တနောက်တစ်ခုကျတော့အတ္တပဋိခိပါအတ္တဆိုတာရဲ့ဆန့်ကျင်မဲ့အတ္တကိုပဲဖြစ်တတ်လို့အနိတ္တလို့ခေါ်တယ်အဲ့တော့အနိစ္စဒုက္ခအနတ္တဆိုတာခွင်းဆက်တွေပဲအနတ္တဆိုတာအမြဲတမ်းနားလဲဖို့ခက်သည့်အတွက်ကြောင့်အနိစ္စဆိုတာကိုမျက်စိအောင်မှဖြစ်ပြီးပြတ်သွားတာတွေတွေ့ရတယ်ပြောင်းလဲသွားတာတွေတွေ့ရတယ်တခဏအခိုက်အတန့်တွေတွေ့ရတယ်အနိစ္စဆိုတာသိလွယ်တယ်နော်လူတွေဆိုလဲကိုမျက်စိအောင်ကရှိနေတဲ့လူကမရှိတော့ဘူးဆိုတော့အနိစ္စဆိုတာတွေ့လို့ရဒုက္ခဆိုတာလဲလူတွေပါးစပ်ကနေပြီးဒုက္ခလို့ပြောလို့ရတယ်အနတ္တကြတော့ပို့ပြီးတော့ခက်ခဲသွားပြန်အနတ္တကိုမြင်ဖို့ကြတော့ပို့ခက်ခဲသွားဒါကြောင့်မြတ်စွာဘုရားကအနတ္တကိုဟောတဲ့အခါမှာအနိစ္စရှုတော်ကလည်းဟောတယ်ဒုက္ခရှုတော်ကလည်းဟောတယ်သို့မဟုတ်အနိစ္စဒုက္ခနှစ်ခုလုံးရဲ့ရှုတော်ကနေပြီးတော့အနတ္တကိုဒီလိုဟောတာတော့အနိစ္စရှုတော်ကဟောမှအနတ္တသဘောပေါ်တယ်ဒုက္ခရှုတော်ကဟောမှအနတ္တသဘောပေါ်တယ်အနတ္တဖြစ်ပုံကိုမြတ်စွာဘုရားရှုဟာတဲ့ကိုယ့်ရဲ့အတ္တဆိုလို့ရှိရင်မနှိမ့်ဆက်ရဘူးတဲ့အခုသူကနှိမ့်ဆက်တယ်ဒုက္ခပေးတယ်အဲဒုက္ခပေးနေတာကိုမဟုတ်တာပဲနော်အဘာဒယတောင်းတရားသူကထိခိုက်ပျက်စီးမှုတွေနဲ့နေတယ်နှိမ့်ဆက်တတ်တယ်ကိုမဟုတ်လို့နှိမ့်ဆက်တာကိုနှိမ့်ဆက်တယ်ဖြစ်အဲ့ဒါကြောင့်အဲ့ဒါဒုက္ခရှုတော်ကနေဟောတာနှိမ့်ဆက်ရှုတော်ကနှစ်ခုလုံးရှုတော်ကလည်းတော့အခုဒီမှာဟောတာရှတနှိမ့်ဆံတန်ဒုက္ခယံဒုက္ခတရဏတ္တနှိမ့်ဆဒုက္ခရှုတော်ကနေဟောလိုက်တယ်အနိစ္စဖြစ်လို့ဒုက္ခဖြစ်လို့အတ္တဒီလိုခေါ်လိုက်တယ်